မြင်လားမမြင်လို့ပေါ့ဟဲ့မတရားကြလို့လာလို့ပါလို့ပါလားoriginally အမေမွေတွေဟုတ်လားအဲ့ဒီကျောင်းသားကြတော့စူပါဂျီနီရဲ့ကျောင်းလေးစာသင်ပြလည်းကောင်းတယ်သိပါရဲ့ငါလည်းအမှကနေရပါဟဲ့အဲ့ဒါတော့သွားကြရအောင်လေခုတော့ပြောင်းမတွေ့မှဆိုလို့ကိုကနဲ့တွေ့နေရတာဒီမှာလေကိုကြီးကဒီနေ့မှကြောင်းအသေးရောက်လာတာကိုကြီးကအသေးရောက်တယ်ဆိုပေမဲ့ကိုကြီးကခင်တတ်ပါတယ်ကိုကြီးကဒီလိုအသေးရောက်လာဆိုတော့ကိုကြီးကဒီလိုခေရပါတယ်ကိုကြီးကဒီလိုညီမလေးကိုသိကူညီတတ်တာဆရာမမင်းကြီးအားကူမှန်းဒီလောက်ဖွင့်ကြတဲ့ကောင်မလေးကြောက်ပါဗျာအခုမှကြောက်နေတယ်ကွာအခုသွားလာကျောင်းလာတော့တရားတက်တယ်ဟာကြက်တယ်ထားကျောင်းလာရင်ကြောက်နေရတာနော်ဟ
မပြောချင်ပါဘူးကြားရဲနောက်ကြစွာတင်ကုန်မှာတော့ကြက်ကြက်တရီထားနော်ကဲဒီနေ့ဆရာမတင်မှာကကလေးတွေတော့ဒါလေးတိလားကြည့်ကြည့်တိပါလားပါတယ်ကမဒါလေးတော့ရလားဆရာပါကမအဖေပန်းဒီယာလူလေးစားလေရiPhone တစ်သိပ်ပါဆရာမမနဲ့ထင်တယ်နော်နေရဆရာမလားငါဆရာမလားဆရာမပါဆရာမအဲ့ဆိုရင်ထိုင်ဟောဒါလေးရောရလားဆရာမကြပြလေးဆိုပြပါဦးဒီဘောဒီကြောင်းတဲ့ပါဒီဟဲ့မာနေတယ်ဘီဘောဘောလုံးလားအိမ်သွားနေအကုန်ပြောင်းပါဘုရားဦးဆရာမရမားနေရတယ်နော်နေရဆရာမလားငါဆရာမလားဆရာမအဲ့ဆိုရင်ထိုင်ဒီလိုကြည့်ကြည့်ရလားဆရာမပါဦးမားနေတယ်စီခန့်ဝါကလေးလဲကျူးထမ်းဖို့သူပြင်းတလေးပါပြောင်းမားနေတယ်ပြောင်းနေရဆရာမလားငါဆရာမလားဆရာမအဲ့ဆိုရင်ထိုင်ကဲဒါလေးရောကြည့်ကြည့်ရလားဆရာလေးဆိုပြပါဦးငွေမားနေတယ်ဒီတက်ပဲချောလေးဆရာမမရသေးပါချောင်းနဲ့တစ်ချောင်းနဲ့ရှိရဲ့ဟဲ့ဟောတစ်ချောင်းနဲ့ရှိရတယ်ဟဲ့ကောင်လေးတို့တွေဘာဖြစ်နေရတော့ဒီမှာဆရာမတယောက်လုံးရှိနေရအောင်သူလည်းသမီးမျိုးလိုက်ထိုးနေတာဟုတ်ကဲ့ဆရာမသူလည်းသမီးချင်းဆင်ကောင်ရှိပြီလူကြီးထိုးတာလင်းမျိုးဆဲကားထိုးတာဟောကောင်လေးညသူတို့ပြင်ကိုလိုက်ထိုးတာဆိုဆရာမသူတို့ဘင်းရအနောက်ဒီလိုတီးလာလာဆရာမဟဲ့တော့နင်တို့ဘင်းရဒီလိုရလာတာဆိုဟောတော့ထိုင်တော့စာတင်တော့မယ်ပြောရတယ်နော်